အားလုံးပဲမင်္ဂလာပါကျွန်တော်လေးရှေ့ကပထမဘိုက်ကကျွန်တော်တင်လိုက်တဲ့ဟာကြောင့်လေအတန်ဘိုက်ကအားကုန်သွားတာမသိဘူးအဲ့ကျတော့လေဒီမှာအကုန်လုံးကပ်ပြီးသွားမှပြီးတဲ့အခါကျတော့ဘလို့မှအဆင်မပြေဘူးအဲ့ကျတော့တို့မနားမလဲမှာဆိုလို့နော်ပြန်ပြီးတော့ဒီဟာလေးအတန်လေးနဲ့ပြန်ပြီးပြပြပေးလိုက်တာဒါကြောင့်လေတို့ကပ်ဘက်ကိုညှက်ထားတဲ့ဟာတို့ကြောင့်2ရွက်နော်အဲ့ဒါလေကပ်ပီဆက်2ခုပေါ့နော်ကပ်ဘက်ကအသေးကက်ကိုညှက်ခိုင်းတဲ့ဟာပြီးတော့အသေးကက်ကိုညှက်ခိုင်းတာခြေဝိုင်းလည်းညှက်မယ်ညှက်ပြီးတော့အဲ့လိုမျိုးကတ်ထားမယ်နော်ပြီးသွားတဲ့အခါကျရင်တို့ဒီကောင်ဖောက်အိတ်အတွက်သူ့ကိုလည်း2ရွက်ညှက်ခိုင်းထားတယ်နော်ခဏရပြီးသွားတဲ့အခါကျရင်တို့ဒီကောင်လေးကျတော့ဖောင်းချောင်းလေးနော်ဖောင်းချောင်းလေးရဲ့ကျတော့တို့ဒီမှာနော်ဒါလေးပဲအတိပဲညှက်ထားတာနော်ဒါရဲ့လေးကိုအရှိမပတ်တန်မှာအကုန်ပြပြပြီးသွားပြီတလားနော်ဒါကျတော့လာချမ်းလေးနော်လာချမ်းလေးရဲ့ကျတော့4ရွက်ညှက်ခိုင်းထားတယ်ဒီကောင်လေး4ချမ်းညှက်ခိုင်းထားတယ်ဒီကောင်လည်းတို့ဒီမှာကော်ပိတ်ကတ်ခိုင်းလိုင်းနဲ့လေး2လက်မတစ်ခွဲပြားလေးပေါ့နော်အားလေးတို့အရှိလိုက်လေးဒီဘက်အချမ်းလေးမှာဒီ2ရွက်ကိုပဲဒီ2ရွက်ကကျတော့အတွင်းထဲမှာသုံးမယ်ဟာဒီကောင်ကကျတော့အပြင်မှာတို့ပြန်ပြီးတော့ပိုက်ပင်ချောင်းပုံစံမျိုးလေးကုတ်ဖက်လေးထဲမှာမလို့ဒီလိုမျိုးလေးညှက်ခိုင်းတာနော်ဒါချုပ်တဲ့အပိုင်းမှာတို့ပြပြပေးမယ်တို့ကြဒီမှာ2လက်မတစ်ခွဲပြားလေးပေါ့နော်အားလေးကိုဒီအရှိ6လက်မအတိုင်းပဲတို့ညှက်ထားတယ်နော်အားလေးကြောကက်လေးမလားဘက်မှာကတ်ထားပြီးတော့ထားလိုက်မယ်ပြီးတော့ဒါကိုဘက်လည်းစားထားမယ်ဒါစားပြီးသွားပြီနော်ဒီဘက်ကိုကျဒါပဲစားမယ်ဒီဘက်ကျတော့မကတ်တော့တို့နော်အားပြီးရင်ဒီကောင်ပြီးသွားပြီဒါကတော့ကပ်အောက်မှာကုတ်မယ်ဟာနော်အားလေးပဲတို့ဒီမှာညှက်ထားမယ်နော်ပြီးသွားရင်ဒီကောင်ကရှေ့လက်နိုင်သူ့ခောက်ချောင်းလေးနဲ့ညှက်ထားမယ်2ရွက်နော်ဒီမှာခောက်ချောင်းလေးနဲ့2ရွက်ညှက်ထားရနော်ပြီးသွားတဲ့ခါကျရင်တို့ဒီမှာနောက်ဖောက်ရိတ်နော်နောက်ဖောက်ရိတ်အတွက်လည်းတို့ဒီမှာ2ရွက်ညှက်ခိုင်းထားတယ်ခောက်ချောင်းနဲ့ပဲဒီလိုမျိုးခောက်ချောင်းလေးနဲ့ပဲ2ရွက်ညှက်ခိုင်းထားတယ်နော်ခောက်ချောင်းလေးနဲ့2ရွက်ညှက်ခိုင်းထားတယ်ပြီးသွားတဲ့ခါကျရင်ရှေ့ချမ်းနေအဲ့ဆိုရင်ဒီကောင်ကဒါပြီးသွားပြီနော်ဒီဘက်ထားလိုက်မယ်ပြီးတော့ကကြရင်ဒီကောင်လေးရဲ့ရှေ့ချမ်းဆိုလဲတို့တွေကြောကက်အတိညံ့မယ်เนาะညှက်တဲ့အပိုင်းကတော့ဒါအားလုံးလည်းသိမယ်လို့ထင်တယ်เนาะဒီမှာကြောကက်လေး2ရွက်ညှက်မယ်ပြီးွားရင်ဒါလေးရပါเนาะဒါလေးရဲ့ကျတော့အိတ်ကက်ဟိုပါလေအိတ်ကက်အတွက်တို့မြင်းဆွဲထားတဲ့ဟာလေးအားလေးကျတို့အလှဘက်မှာသွားပြီးတော့အဲ့မြင်းလေးတိုင်းမဲ့တို့ဒီလိုမျိုးကာဗွန်လေးလှိမ့်ထားလိုက်မယ်နော်ကာဗွန်လေးလှိမ့်ထားလိုက်မယ်နော်ဒီမှာတို့အိတ်ကက်စင်တာကိုချုပ်တဲ့ဘိုင်းမှာပြပြပေးမယ်နော်အဲ့ဆိုရင်ဒီကောင်ကနောက်ရှေ့ချမ်းပြီးသွားပြီဒီကောင်ကနောက်ချမ်းမှာဆိုရင်တို့ဒီမှာထောက်ပါမယ်နောက်ချမ်းမှာဆိုရင်တို့ထောက်ပါမယ်နော်ထောက်ပါမယ်ဒီကောင်လေးရထောက်ပါပါဒါလေးဒီမှာနော်ထောက်လေးဒီမှာဒါကြတော့မလာဘက်မှာတို့တွေဆွဲထားလိုက်နော်မလာဘက်မှာတို့ tracing လိုက်နာမယ်နော်ကာဗွန်နဲ့တောက်ကိုကြတော့မလာဘက်မှာကာဗွန်လှိမ့်မယ်လက်နှိုက်အိတ်ကိုကြတော့ဒီလက်နှိုက်အိတ်လေးကိုကြတော့အလှဘက်မှာကာဗွန်လှိမ့်မယ်နော်တလားโอเคအဲ့ဆိုရင်နောက်တစ်ပိုင်းထပ်ကြည့်မယ်မိဘူးကတ်တာလေးပြီးရင်ထပ်ပြမယ်နော်โอเค